အိမ်ပြန်ချင်တဲ့စိတ်တွေနဲ့အတွေ့မှာပြင်ပြောင်းလို့နေလေတာပင်လေဘဝချင်းလေးကမလာတော့မျိုးသိထားနေတဲ့နိုင်ငံရဲ့ချာအဝေးမှာလေအလုပ်တွေစူးစမ်းလို့နေတယ်အမေ